ကျွန်တော်ရဲ့နာမည်ကတော့ရဲမှန်ပါကျွန်တော်ရဲ့အသက်ကတော့21ရှိပါပြီယောက်ျားလေးအနေနဲ့ဆိုလို့ရှိရင်တော့လည်းပေါ့ပါဖြစ်တဲ့အဲ့လိုမျိုးဒီကရုံးတီပုံစံမျိုးပေါ့အဲ့လိုမျိုးပို့ပြီးတော့အဆင်ပြေတယ်။ဘာလို့ဆိုမြန်မာနိုင်ငံအရန်ပူရလေမိန်းကလေးဆိုလို့ရှိရင်တော့နည်းနည်းပေါ့ပါဖြစ်တဲ့အဲ့လိုဘော့ဂေပုံစံမျိုးပေါ့အဲ့လိုမျိုးပို့ပြီးတော့သဘောကျတယ်။အမျိုးရကျွန်တော်ကိုယ်တိုင်အကြိုက်ဆုံး head design ဆိုလို့ရှိရင်တော့2 block ဒီပဲကျွန်တော်ရဲ့အဖေပေါ့ကျွန်တော်တို့ဘက်မှာကျတော့ဒီသပင်းညက်ဆိုင်ကောင်းကောင်းအရင်မရှိဘူးလေအဲ့လိုဆိုတော့ဒီသပင်းအရင်ရှိလာလို့ရှိရင်ကတုံးကင်နဲ့ပဲနေတာများတယ်နည်းနည်းအဖေကကျတော့အဲ့လိုမျိုးပုံကြတာမနေဘူးပေါ့အားကြောင့်မျိုးသူ့အရင်ဆုံးပုံကြကြလေးညှက်ပေးရှင်ဘယ်လိုဖြစ်မလဲဆရာတော်နီပဲပြောရမှာဆရာတွန်နီကိုအရင်တွေ့လိုက်တဲ့အချိန်မှာ तू ကဒီသူ့ရဲ့သပင်လုပ်ပြီးတဲ့ဒီဇိုင်းတွေဒီသူ့ရဲ့အဲ့လိုမျိုးပြောရဲဆိုတဲ့ပုံစံအမှုရာတွေကြည့်ရတာကျွန်တော်အရင်အားကြခဲ့ရအဲ့လိုမျိုးဆိုရင်သူ့ဗီဒီယိုတွေကြည့်တာများပြီးတော့အဲ့လိုမျိုးကိုလည်းဒီလိုပုံစံမျိုးလုပ်ချင်တယ်ဆိုတဲ့စိတ်အဲ့လိုမျိုးဖြစ်လာတယ်အားကြောင့်မလို့ဒီလောကကိုစပြီးတော့ဝင်ပြစ်တာဖေးမကူညီခဲ့တဲ့သူတွေတော့အများကြီးရှိပါတယ်ကျွန်တော်ရဲ့စီနီယာတွေပေါ့သူတို့လည်းအရန်ကျေးဇူးတင်ပါတယ်target တစ်ခုအနေနဲ့တော့မရှိပါဘူးကျွန်တော်ဒီအကောင်းဆုံးအဲ့လိုမျိုးလုပ်ပြချင်တယ်ပေါ့နော်ဒီကျွန်တော်အခုကြည့်နေတဲ့သူတွေရောနောက်တစ်ချိန်ကြလို့ရှိရင်ကျွန်တော်ရဲ့လုပ်တဲ့ကင်တဲ့ပုံစံတွေကျွန်တော်အဲ့လိုမျိုးထွက်ပြီးတဲ့ design တွေကိုအဲ့လိုမျိုးကြည့်ပြီးတော့ကျွန်တော်လိုပဲအဲ့လိုမျိုးအားကြစေချင်တယ်ကျေးဇူးတင်ပါတယ်